အားလုံးမင်္ဂလာပါကမ္ဘာသတင်း channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဗဒိုနေ့မက်လ၄ရက်နေ့ကအမေရိကန်ထက်လွှတ်တော်မှာဒေါ်နယ်ထရန့်ရဲ့စစ်ရေးလှုပ်ဆောင်ခွင့်အာဏာကိုကန့်တက်မဲ့ဆုံးဖြတ်ချက်မူကြမ်းကိုမဲခွဲပယ်ချလိုက်ပါတယ်။ဒါဟာဒီမိုကရက်တစ်နဲ့ရီပတ်ဘလီကန်ပါတီကြားကလုံးဝဥဒုံကွဲပြားနေတဲ့သဘောထားအမြင်တွေကိုထင်ဟပ်နေတာပါရီပတ်ဘလီကန်တွေအသာစီးရထားတဲ့အထက်လွှတ်တော်မှာ53မဲ48မဲနဲ့အဆိုပါမူကြမ်းကိုတားဆီးနိုင်တဲ့ကြောင့်ကွန်ဂရက်လွှတ်တော်ရဲ့သဘောတူညီချက်မပါဘဲအီရန်ကိုထပ်မံတိုက်ခတ်ခြင်းမပြုတ်ဖို့ဒေါ်နယ်ထရန့်ပေါ်တာမီချက်ဟာအတီမဖြစ်ခဲ့ပါဘူးမဲမခွဲခင်မှာဒီမိုကရက်တစ်အမတ်အများစုကအီရန်ပေါ်စစ်ရေးအရေးယူမှုကိုကန့်ကွက်ဆွေးနွေးခဲ့ကြပြီးရီပတ်ဘလီကန်အမတ်အများစုကတော့ထရန့်ရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံကာကွယ်ခဲ့ကြပါတယ်မူကြမ်းကိုပူးတွဲတင်ပြခဲ့တဲ့ဒီမိုကရက်တစ်အကြီးတန်းအမတ်ဒမ်ကိန်းကတော့အစိုးရအဖွဲ့ရဲ့အကြောင်းပြချက်တွေဟာအမြင်ပြောင်းလဲနေပြီးတကားပိတ်စည်းဝေးမှာတောင်အီရန်စီကနေအမေရိကန်ပေါ်ချက်ချင်းကြောက်ရောက်လာမဲ့ချင်းချမ်းမှုမျိုးရှိနေတယ်ဆိုတဲ့သက်တည်ထောက်ထားမပြနိုင်ဘူးလို့ဝေဖန်ခဲ့ရပါတယ်။ဒါအပြင်လွန်ခဲ့တဲ့25နှစ်အတွင်းရှေ့လေပိုင်းစစ်ပွဲတွေကနေဘာမှသင်ခန်းစာမရကြဘူးလားလို့သူကမေးခွန်းထုတ်ခဲ့ပါတယ်။အီရတ်နဲ့အာဖဂန်နစ္စတန်မှာအမေရိကန်စစ်သားနဲ့အငှားစစ်သား14000ကျော်တည်ဆောင်ခဲ့ပြီးအရက်သားသိန်းနဲ့ချီအသက်ဆုံးရှုံးခဲ့ရတယ်လို့ဒေါ်လာ8ထရီလီယံကျော်ကုန်ကျခဲ့တဲ့အဆိုပါစစ်ပွဲအစားအဲ့ဒီငွေတွေကိုပြည်တွင်းကပြည်သူ့ကျန်းမာရေးအင်ယာနဲ့ပညာရေးကဏ္ဍတွေမှာအသုံးပြုသင့်တယ်လို့သူကထောက်ပြပါတယ်။တစ်ချိန်တည်းမှာပဲဒီမိုကရက်တစ်အမတ်ပတ်တီမာရေးကမပြည့်စုံတဲ့အစီအစဉ်မရေရာတဲ့ပန်းနိုင်တွေနဲ့မသေးချတဲ့အနာဂတ်အတွက်အမေရိကန်နိုင်ငံသားတွေရဲ့အသက်ကိုအန္တရာယ်မပြုသင့်ကြောင်းပြောဆိုခဲ့ပါတယ်။တစ်ဖက်မှာတော့ရီပတ်ဘလီကန်အမတ်တွေထရန့်ရဲ့လှုပ်ဆောင်ချက်ဟာလိုအပ်တယ်လို့တရားမျှတမှုလည်းရှိတယ်လို့တောက်ပြန်ခဲ့ပြီးဒီမိုကရက်တစ်တွေဟာနိုင်ငံရေးအုပ်စုဖွဲ့နိုင်ငံရေးရအုပ်စုဖွဲ့ကန့်ကွက်နေကြတာဖြစ်တယ်လို့ဆိုဆွဲခဲ့ကြပါတယ်။ကမ္ဘာသတင်းအစီအစဉ်ကိုကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ကမ္ဘာသတင်း YouTube Channel ကို Subscribe လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်။